တခြားသူတွေတော့ကတော့ပြောပြတယ်ကိုကတော့ဆန္ဒဝင်းဖန်မို့လို့လာတော့မသိဘူးဘာလို့ဆန္ဒဝင်းလဲဆိုရင်လေဟော့ပေါ့စားဖို့အတွက်ဆိုရင်စင်ချင်းစင်လက်စင်နဲ့ရွက်ပေါ့နော်ဆန္ဒဝင်းလိုပဲအကြောင်းပြချက်မျိုးဆိုတာကိုမှရှိတယ်ပေါ့နော်ဟော့ပေါ့လေအနည်းဆုံးတစ်ပတ်တစ်ခါမှမစားရရင်ကျမကြီးကမကောင်းချင်သလိုလိုဘာလို့အဲ့လိုလိုအပ်မှန်းမသိဖြစ်နေတာပေါ့နော်နေပူရင်လည်းဟော့ပေါ့စားတယ်မိုးရွာရင်လည်းဟော့ပေါ့စားတယ်တငယ်ချင်းမွေးနေဆိုရင်လည်းဟော့ပေါ့စားတယ်မပျော်ရင်လည်းဟော့ပေါ့စားတယ်ပျော်ရင်လည်းဟော့ပေါ့စားတာပေါ့နော်ဒီကအကြောင်းပြချက်ကတော့လေခီးထွက်စရာလည်းရှိရနဲ့ခီးမထွက်ခင်မော်လမြိုင်အလွမ်းပြေဆိုပြီးတော့ဟော့ပေါ့စားတာဒီဗီဒီယိုလေးတွေကိုအမြဲကြည့်နေသူတွေဆိုတည်တယ်ဒီဆိုင်လေးကတော့ဒီအမြဲစားဖြစ်နေတဲ့မော်လမြိုင်ကအီမီဟော့ပေါ့ဆိုင်လေးပေါ့နော်မော်လမြိုင်မိုးကလည်းတည့်ရတဲ့အရန်အေးနေတာဆိုတော့ဟော့ပေါ့လေးပူပူနွေ့နွေ့စားချင်နေဆိုပြီးတော့အမေကပါတခါတည်းခေါ်လာလိုက်တယ်ပေါ့နော်။ပုံစံအတိုင်းဒီကတော့ဆိုင်ဆိုင်ရောက်လို့မီနူအစဆိုကြည့်ပြီးထိုင်းတီးမာတဲ့ထဲမှာပါတယ်ပေါ့နော်အဲ့လိုမျိုးပဲဒီအီမီဟော့ပေါ့ဆိုင်ကိုရောက်ရင်လည်းဒီအမြဲမာတဲ့ဟင်းချို2မျိုးရှိတယ်။ဒီကိုမပြောင်းလဲနိုင်သေးဘူးပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကြက်စွပ်ပြုတ်နဲ့မာလာအဆက်နဲ့ပေါ့နော်။ဘာလို့မှာပြစ်လဲဆိုတော့ကြက်စွပ်ပြုတ်ကလည်းကြီးအိုးကဟင်းချိုလိုပဲပေါ့နော်ကြက်ယူဟင်းချိုလေးနဲ့တူတယ်ပြီးတော့မာလာရင်းရလည်းမာလာမောက်ချိုက်စားသလိုမျိုးပဲပေါ့နော်အဲ့လိုမျိုးလေးတူလို့အမြဲမှာဖြစ်တာပါ။ဒါကတော့အမေအရန်ကြိုက်တဲ့ပစုံချောင်းပေါ့နော်။ဒါတော့လေအီမီဆိုင်ကိုတယောက်တည်းလာတဲ့ခါကျရင်တော့ဘယ်လိုမျိုးမှာစားဖြစ်လဲဆိုတော့ဆက်လီနဲ့မှာစားဖြစ်တယ်3000တန်အဆက်မှာစားဖြစ်တယ်ပေါ့နော်။အဲ့လိုစားတဲ့ခါကျရင်တယောက်တည်းအဝတော်တော်စားရတယ်ပေါ့နော်။ဒါကဒီတယောက်တည်းမဟုတ်ဘူးအမေပါပါတယ်ဆိုတော့2ယောက်စာကိုလည်းဒီက3000တန်တစ်ဆက်ပဲမှာလိုက်ပါတယ်။အပြင်မှာထပ်တိုးယူလိုက်တာကြတော့ဒီကကင်းမွန်ကြိုက်တာဆိုတော့ကင်းမွန်တစ်ပွဲထပ်ယူတယ်ဝက်မှုလုံးတစ်ပွဲယူတယ်ပြီးတော့ဒီရွှေထုတ်လေးတွေပေါ့နော်2ထုတ်ယူလိုက်ပါတယ်။ဆရာကတော့ဒီလိုသားမီး2ယောက်ကိုမှစံကစ်တပူမှာလိုက်ပါတယ်။နောက်တာကတော့လေဒီသွားတဲ့နေရာကျတော့သူ့ဆိုင်မှာဘာလေးပဲမှာစားပေါ့နော်။ကန်ဆယ်မဲနိုင်တဲ့အစီအစဉ်လေးရှိရဲဆိုတာနဲ့ကန်ဆယ်မဲလေးနိုင်ခဲ့ပါတယ်။ဘာပေါက်လဲဆိုတော့ကျွဲစိမ်းလေးပေါက်ပါတယ်။ energy drink လို့ပြောလိုက်တာနဲ့အိမ်ကမမီမာသားတော်တရုံမရဲ့အကြိုက်ပေါ့နော်။အဲ့ဒါနဲ့အမေကိုပဲပေးလိုက်တယ်ပေါ့နော်။အခုဒီလိုသားမီး2ယောက်စားခဲ့တာကဘယ်လောက်ကျလဲဆိုရင်9900ကျော်ကျတာဆိုတော့6000လို့ပြောလို့ရပါတယ်။ဆိုရင်တော့ဒီတင်သမျှဗီဒီယိုလေးတွေကိုအချိန်နဲ့တပြေးကြည့်ဖို့အတွက် vlog IG ကို follow မလုပ်ရသေးဘူးဆိုရင်အခုပဲ follow လုပ်ခဲ့ပေးကြပါဦးနော်။ဒီရောက်ကြည့်လာပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုမှာပြန်လည်ဆုံကြမယ်နော်။အားလုံးပဲဒါပါ။